Okay guys ဒီနေ့တောက်ကြနေဆိုတော့ကျွန်တော်တို့ရုံကနေတူကျွန်တော်ပလီသွားရအောင်ကျွန်တော်တို့ပလီမသွားခင်ခြေလက်မျက်နှာဆေးတယ်ပေါ့နော်ဒီလိုပြီးရင်တော့ let's go သွားရအောင်ဒါကြောင့်ဂျာကြီးနဲ့ငွေကိုင်းပေါ့နော်ရှင်းကိုင်းဒါတော့ကျွန်တော်ရဲ့တိုက်ပါရလန်တိုက်ပါကျွန်တော်ဒီကနေတော့ပရိယာသိမ့်မဝေးဘူးပေါ့နော်ဒီကိုတော့ကားပါကင်တော့ဖြန့်ရောက်ပြီဒါပေမဲ့တောက်ကြနေရလူအရန်များတဲ့အတွက်ကျွန်တော်တို့တွေကဒီပါကင်အောက်ကနေပဲတန်းစီဖတ်ရတယ်ပေါ့နော်လူအရန်ပြည့်ပလီမှာရှေ့မှာလူတွေအများကြီးပဲကဲဖတ်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကနေဓမ္မဆိုင်သွားရအောင်နေရလည်းအရန်ပူတာပဲကျွန်တော်တို့ဒီမှာ lunch ကတပွဲ30လောက်ပဲရှိရဆိုတော့ဈေးသက်သာလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီနေ့တော့ဘိုက်သိမ့်မစားနိုင်ကျွန်တော်တို့နှစ်ပွဲလောက်ပဲစားရအောင်ရန်စားကောင်းတယ်ဒီနေ့မော်လေးရှယ်ပဲကဲဝယ်ပြီးဆိုလို့ရှိရင်တော့ let's go ဝှေ့ချင်းဒီနမစပယ်လို့ရှိတော့မယ်ကဲကျွန်တော်ဒီကနေပြန်ရအောင်ရော look at our GLT community it's so beautiful see ဒါကျွန်တော်ရဲ့တိုက်ပါရလန်းပါလေကဲပြီးရင်ကျွန်တော်တို့အချွေလေးတော့ဝယ်အောင်ကျွန်တော် fruit juice တော့ပဲတော့မှာပေါ့နော် refresh ဖြစ်အောင်ကျမနေညီညွတ်ပညာ lemon နဲ့ mint နဲ့ဝယ်တော့လိုက်ပါလေတပူးကိုတော့ကျွန်တော်တို့3ချက်ခွဲလောက်ရှိတယ်ဆိုတော့မြန်မာငွေနဲ့ဆို4500လောက်ပဲရှိပါတယ်ကျွန်တော် member လည်းဝင်လာတယ်ဆိုတော့ကျွန်တော်2ချက်လောက်နဲ့ရတယ်ပေါ့နော်စိတ်သက်သာပါလေပြီးတော့ let's go to office ဒါကျွန်တော်ရဲ့ building ကဲဒါတော့ manager ပေါ့နော် land floor ရှောက်နေဆိုတော့သူ land ရှောက်ပြီးပြီးအိပ်ပြရတယ်ပြီးတော့ကျွန်တော် office ကိုရောက်ပါပြီ Okay, let's prepare things. Look at the views, guys. It's beautiful. And let's enjoy our meal. How do you do the TV style? Bड़ी वीडियो बात होगी फोन अनलॉक करो मैं कॉल करना रहूँगा Okay, guys. Cheers. Young already, Troy. Young gone. တခြားလည်းမပေါ့ဆွဲရှယ်ဆွဲဒီဘုကောပါပြီကျွန်တော်ကစားနေနေပါကျွန်တော်ညနေ meeting ရှိရကျွန်တော်မသိဆွဲနေနေပဲနောက်မှဥစားလာပြီးတော့ဟာ meeting ရှိတယ်ဆိုတော့တေးပါပြီဆိုတော့နောက်သူကလည်းပြောတယ်meeting ဒီနေ့ cancel ဖြစ်သွားပြီတဲ့ဆိုတော့တခါလေအဲ့ဒါ enjoy ပြီးတော့ဘာမှလုပ်ကြမရှိရနဲ့ YouTube ပဲဆက်ကြည့်ပြီးချိလိုက်ပါတယ်ညနေအိမ်မပြန်ခင်အထိဆိုတော့ကျွန်တော်အိမ်ပြန်မယ်ဆိုတော့ဒီနေ့ဂျာကြီးကားနဲ့ပဲကျွန်တော်လိုက်ပြန်လိုက်ပါတယ်ဂျာကြီးနဲ့ကျွန်တော်အိမ်ကလည်းရှေ့စင်းနောက်ဆင်းမယ်ဆိုတော့ခါလေးသူကားနဲ့ပဲလိုက်ပြန်လိုက်တော့မကျွန်တော်ပြန်ရင်ဝေးတယ်ဆိုတော့ကဲကျွန်တော်ရောက်ပြီဆိုလို့ရှိရင်ဂျာကြီးပိုက်အိမ်ကနေကျွန်တော်လမ်းနဲ့ရှော့ပါလေကျွန်တော်မိပွိုက်တစ်ခုတော့ဖြတ်ပြီးရင်တော့ကျွန်တော်ရောက်ပါပြီကျွန်တော်နေရာတော့အရင်စစိမ့်လန်းလန်းလေးနဲ့နေလို့ပြောပါလေကဲရောက်ပါပြီကျွန်တော်တို့ home sweet homeအိမ်ပြန်ရောက်တာနဲ့ရောက်နေကြတဲ့နေ့ဒီပညာပြီးပြန်လာတဲ့ဘဲတွေပြိုင်နေတာကြည့်ပြီးတော့ဒါပါပဲအဲ့တဲ့လူကအိပ်ပေါ့ Okay everyone thank you for watching my videos guys see you in this video bye bye